ဒီဇလန်လေးကတော့ဘဝရဲ့အလက်အပြောင်းတွေကြမှာရုန်းကန်ကြရတဲ့အန်နာဆိုတဲ့မိန်းကလေးတယောက်အကြောင်းပါဇလန်အစမှာအန်နာဆိုတဲ့ကောင်မလေးကသူ့အိတ်ခမ်းထဲမှာဆယ်လိုတူရီယာလေးကိုအေးဆေးဆေးတီးခံနေတယ်ဒါပေမဲ့ကန်ဆိုးကြတော့သူ့ရဲ့ပထွေးဖေသူကအရက်ပလင်းကိုင်ပြီးအခန်းထဲဝင်လာတယ်ဒီလူယုံမကအန်နာရဲ့ဆယ်လိုကိုလူယူပြီးအန်နာကိုမတော်မတရားလုပ်ဖို့ကြိုးစားပါလေရောအန်နာလည်းကြောက်လန့်တရားနဲ့ရုန်းကန်ရင်းခြေထောက်နဲ့ကန်ထုတ်လိုက်တာပထွေးဖေသူကရိုင်းနေပြီးပန်းအိုးကွဲပေါ်လဲပင်းစိုက်ချသွားတယ်သွေးတွေအများကြီးထွက်ပြီးအဲ့ဒီနေရာမှာတင်ပွဲချင်းပြီးတည်သွားတာပေါ့ရဲတွေရောက်လာပြီးအန်နာကိုဖမ်းခေါ်သွားတယ်ကိုကာကွယ်ရင်းဖြစ်သွားတာဆိုပေမဲ့တရားရုံးကတော့သူ့ကိုလူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းဂျူဗီမှာ၄နှစ်ကနေ9နှစ်အထိနေဖို့အမိန့်ချလိုက်တယ်။ထောင်ထဲရောက်တော့ထောင်မိုးဖရန့်နဲ့တွေ့တယ်။ဖရန့်ကစီကန်းတွေအကြောင်းပြောပြပြီးအန်နာကိုအခန်းထဲပို့လိုက်တယ်။အခန်းပေါ်ကတော့ဂျီနီလို့ခေါ်တဲ့စကားနဲ့ပြီးအေးဆေးနေတဲ့ကောင်မလေးတယောက်ပါ။ပထမညမှာတင်ဂျီနီကတယောက်တည်းကာမစိတ်ဖြေဖြောင်းနေတာကိုအန်နာမင်းလိုက်ရပေမဲ့မသိချင်အောင်ဆောင်ပြီးအိတ်လိုက်တယ် နောက်ရက်တွေရောက်တော့ခိုရီဆိုတဲ့ထောင်ထဲကပိုကျနေတဲ့မိန်းကလေးတယောက်ကအန်နာကိုသူ့အဖွဲ့ထဲဝင်ဖို့လာခေါ်တယ်။အန်နာကအေးဆေးပဲနေချင်တာမို့ညင်းလိုက်တော့ခိုရီဘက်ဖွဲ့ကမကျေနပ်ကြဘူး။အဲ့ဒီညမှာပဲအန်နာကိုဝိုင်းရိုက်ကြအနိုင်ကျင့်ကြတယ်ပေါ့။အန်နာတန်ရာတွေရပြီးစေးဖေးကန်းရောက်သွားတယ်။သူနာပြူဆရာမလေးကထောင်မူဖရန့်ကိုတိုင်ပင်ဖို့အကြံပေးတော့အန်နာလည်းဖရန့်ယုံကန်းကိုတွားတယ်။ဒါပေမဲ့ထောင်မူဖရန့်ဆိုတဲ့လူကတော်တော်ရုပ်မာတဲ့လူဗျာ။အကူအညီပေးမဲ့အစားသူ့ယာသူအာနာကိုတုံးပြီးအန်နာကိုလိမ့်ပိုင်းဆိုင်ရာအမျက်ထုတ်ဖို့ကြိုးစားတယ်။အန်နာညင်းဒီထွက်ပြေးလာခဲ့ပြီမဲ့စိတ်တန်ရာတွေကတော့ရလိုက်ပြီပေါ့အန်နာလည်းအနိုင်ကျင့်ခံရတာတွေဖိနှိပ်ခံရတာတွေများလာတော့နောက်ဆုံးမှမခံလိုက်တော့ပဲကိုရီတို့အဖွဲ့တဲ့ဝင်းကိုဆုံးဖြတ်လိုက်တယ်လူမိုက်အဖွဲ့တဲ့ဝင်းဖို့အတွက်စမ်းသပ်ခံရတာပေါ့တခြားအကျဉ်းသွားတယောက်ကိုတွားရိုက်နေပြီးသူ့ရဲ့ရက်ဆက်မှုကိုတက်တည်ပြလိုက်ရတယ်ရုံရင်ဆန်ခတ်တွေဖြစ်ပြီးတိုက်ပိတ်ခံရထောင်မှုဖရန့်ကလည်းအခွင့်ကောင်းယူပြီးအန်နာကိုချင်းချောက်ကအကြိမ်ကြိမ်အမျက်ထုတ်ခဲ့တယ်အန်နာခမယွန်ရှာလွန်းလို့ရေချူးရင်အော့အာတဲ့အထိပဲပပီးစိတ်ထိခိုက်စရာကောင်းတာကအန်နာရဲ့အမိလာတွေ့တဲ့အချိန်မှာတမီးကိုအားပေးမဲ့အစားပထွေးကိုတိုက်ရပါမလားဆိုပြီးအပြစ်တင်ရိုက်နှက်ပြီးထောင်ထဲမှာပဲတသက်လုံးလေသွားပါစေလို့ကြိမ်ဆဲသွားတယ်ဒီတော့အန်နာလည်းစိတ်လီပြီးဘဝပြက်ပြီလို့ယူဆကမူးရစ်ဆေးတွေစသုံးလာတယ်တငယ်ချင်းဂျီနီနဲ့လည်းစကားတွေများရန်တွေထစ်ကုန်ရောဆေးဆွဲတာပိုဆိုးလာပြီးစိတ်ကြောင်ကဒန်းတွေထည့်နောက်ဆုံးကိုလက်ကို dead လို့တတူးထိုးပြီးကိုအနာတရားထိအောင်လုပ်တဲ့အထိအခြေအနေဆိုးသွားတယ်။ကံကောင်းတာတစ်ခုကစိတ်ချမ်းသာရေးဆရာဝန်ဒေါက်တာဟန်နဲ့တွေ့ပြီးနှစ်သိမ့်ဆွေးနွေးမှုတွေခံယူလိုက်ရလို့အန်နာစိတ်သက်သာရာရသွားတယ်။သူ့အမေကလည်းအိမ်သိမ်းခံရပြီးဒုက္ခရောက်မှနောင်တရပြီးအန်နာကိုပြန်လာတောင်းပန်တယ်။အန်နာလည်းဆေးဖြတ်တက်တူးဖြတ်ပြီးလူကောင်းပြန်လုပ်ဖို့ကြိုးစားတယ်။ဒါပေမဲ့ဇလန်းကမပြီးသေးဘူးဗျ။ထောင်မှုဖရန့်ကသူ့ရဲ့နာမည်ဂုဏ်သတင်းအတွက်ထောင်တွင်းတန်းလန့်ရှိုးမှာအန်နာကိုဆဲလို့တီးခိုက်တယ်။အန်နာတီးနေတော့ခဏတာစိတ်ချမ်းသာမှုရပြီမဲ့အန်ဒီယေဒီကစောင့်နေတော့မယ်။ကိုရီတို့အဖွဲ့ကအန်နာကိုမျက်နာကိုဓာတ်နဲ့မွမ်းပြီးရန်ရှာကြတယ်။ထောင်မှုဖရန့်ကလည်းသူ့အပြစ်တွေပေါ်မှာဆိုလို့တီးသွားတဲ့သူနာပြူဆရာမလေးကိုတခြားအကျဉ်းသားကိုခိုင်းပြီးတတ်ပစ်လိုက်တယ်။ဖရန့်ကအန်နာကိုလူငယ်ချမ်းသာခွင့်ယုံထုတ်တဲ့အခါလွတ်အောင်ကူညီမယ်ဆိုပြီးဂရီပေးကထပ်ပြီးအမျက်ထုတ်ပြန်တယ်။ဒီတစ်ခါတော့အန်နာကအရင်လိုမဟုတ်တော့ဘူး။ကိုရီနဲ့ပြန်ပူပေါင်းပြီးဖရန့်ရဲ့ရုံမာမှုတွေကိုလျှို့ဝှက်ကင်မရာနဲ့မှတ်တမ်းတင်ထားလိုက်တယ်။နောက်ဆုံးယုံထုတ်တဲ့နေ့မှာတော့ဖရန့်ကကတိဖြတ်ပြီးအန်နာကိုမလွတ်ပေးနိုင်ဘူးလို့ကော်မတီကိုပြောတယ်။အဲ့ဒီချိန်မှာပဲအန်နာကသူတက်တည်ယူထားတဲ့ဗီဒီယိုကိုဖွင့်ပြလိုက်တော့တာဝန်ရှိသူတွေအံ့ဩကုန်ကြပြီးဖရန့်ကိုချက်ချင်းဖမ်းလိုက်ကြတယ်။အန်နာလည်းလွန်ကင်းချမ်းသာခွင့်ရထွားတာပေါ့။စက်သိန်းလေးမှာတော့အန်နာကတငယ်ချင်းဂျီနီနဲ့ကိုရီကိုနှုတ်ဆက်ပြီးထောင်ဝက်မှာသူ့ကိုလာကြိုနေတဲ့အမေဖြစ်သူနဲ့ပြန်ဆုံတွေ့ရတယ်။နောက်ဆုံးစီးမှာတော့လူတွေအများကြီးရဲ့ရှေ့မှာဂုံယူဝင့်ကြွားစွာနဲ့ချယ်လိုတီးပြနေတဲ့အန်နာကိုပြရင်ဇလန်းလေးကပြီးသွားပါတယ်။အမောင်မိတ်ဆုံအချိန်တွေကိုကြန့်ကြန့်ခံပြီးဘဝကိုပြန်တီးဆောက်နိုင်ခဲ့တဲ့မိန်းကလေးတယောက်ရဲ့ဇလန်းလေးပါပဲ။